The Gruffalo ပုံမြင်ရေးသားသူ Junior Donaldson ပုံဆွဲသူကတော့ SS Shuffler ပဲဖြစ်ပါတယ်။နားထောင်ကြည့်ရအောင်နော် Gruffalo ကြီးကဘာလဲလို့သိရအောင်ဟိုးရှည်တုန်းကကြွက်ညိုကလေးတစ်ကောင်ဟာတောနက်ကြီးထဲမှာအေးလူလူနဲ့လမ်းလျှောက်နေတဲ့အဲ့ဒီကြွက်ကလေးကိုမြေခွေးကြီးတစ်ကောင်ကတွေ့တဲ့အခါဟာဒီကြွက်လေးကစားလို့ကောင်းမဲ့ပုံပဲဆိုပြီးတော့ကြွက်ကလေးကိုစားဖို့ကြံတဲ့ဒါနဲ့မြေခွေးကြီးကဟေးကြွက်ကလေးမင်းဘယ်သွားမလို့လဲမြေအောက်ထဲမှာရှိတဲ့ငါရဲ့အိမ်ကိုလိုက်ပြီးနေလေစာလာစားပါလားလို့ကြွက်ကလေးကိုဖိတ်ခေါ်တဲ့ကြွက်ကလေးကအိုးမြေခွေးကြီးရဲ့တင်ကကြောက်စရာကောင်းလောက်အောင်ကိုတိတ်ကျင်နာတတ်တာပဲဒါပေမဲ့ကျွန်တော်ကနေလေစာကို Gruffalo နဲ့အတူတူစားဖို့စီစဉ်ထားလို့ဗျလို့ပြန်ဖြေလိုက်တယ်မြေခွေးကြီးကGruffalo ဆိုတာဘာလဲလို့ပြန်မေးတယ်ဟာ Gruffalo ကိုခမမသိဘူးလားGruffalo မှာကြောက်စရာကောင်းတဲ့အစွဲတွေကြောက်စရာကောင်းတဲ့လက်သေးချွန်ကြီးတွေပြီးတော့ကြောက်စရာကောင်းတဲ့မေးရိုးနဲ့သွားတွေရှိတယ်လေလို့ကြွက်ကလေးကပြန်ဖြေလိုက်တယ်မြေခွေးကမင်းအဲ့ဒီ Gruffalo နဲ့ဘယ်မှာတွေ့မှာလဲလို့မေးလိုက်တော့ကြွက်ကလေးကဒီကြောက်တုံးသားမှာပဲတွေ့မှာGruffalo ရဲ့အကြိုက်ဆုံးအစာကမြေခွေးကင်ပဲလို့ဖြေတဲ့မြေခွေးကင်ငါသွားပြီဟဲ့ဆိုပြီးတော့ကြွက်ကလေးကိုနှုတ်ဆက်ခါမြေခွေးကြီးထွက်ပြေးသွားပါတော့တယ်မိုက်မဲတဲ့မြေခွေးပဲ Gruffalo ဆိုတဲ့အကောင်ဆိုတာရှိမှမရှိတာလို့ကြွက်ကလေးကပြောပြီးကြံခဲ့တဲ့ဒီလိုနဲ့တောနက်ကြီးတဲ့ကိုကြွက်ညိုကလေးဆက်လျှောက်လာနေတော့ဈေးကွက်တစ်ကောင်ကသူ့ကိုတွေ့ပြီးဒီကြွက်ကလေးကစားလို့ကောင်းမှာပဲလို့တွေးတဲ့မင်းဘယ်သွားမလို့လဲကြွက်ညိုကလေးရေတစ်ပင်ထိတ်မှာရှိတဲ့ငါရဲ့အိမ်ကိုလိုက်ပြီးလက်ဖက်ရည်တောက်ပါအောင်တူဝလို့ကြွက်ကလေးကိုဈေးကွက်ကြီးကလှမ်းခေါ်တဲ့ကြွက်ညိုကလေးကအိုးဈေးကွက်ကြီးရဲ့တင်ကထိတ်လန့်စရာကောင်းလောက်အောင်ကိုသဘောကောင်းလိုက်တာဒါပေမဲ့ကျွန်တော်က Gruffalo ကြီးနဲ့အတူလက်ဖက်ရည်တောက်ဖို့ပြောထားလို့ပါဗျဆိုပြီးပြန်ဖြေလိုက်တယ်Gruffalo ဆိုတာကဘာကြီးလဲလို့ဈေးကွက်ကြီးကပြန်မေးတဲ့ဟာခမ Gruffalo ကိုမသိဘူးလားလို့ကြွက်ကလေးကလည်းပြန်မေးလိုက်တယ်Gruffalo ကြီးမှာဖူထစ်ကြမ်းတမ်းနေတဲ့ဒူးကောင်းတွေကားထွက်နေတဲ့ခြေချောင်းတွေနဲ့ပြီးတော့သူ့ရဲ့နှာခေါင်းထိပ်မှာဆိုရင်လေအစိတ်တွေအပြည့်ရှိတဲ့အသက်မရှိတယ်လေလို့ကြွက်ကလေးကပြောတယ်မင်းသူနဲ့ဘယ်နေရာမှာတွေ့မှာလဲဈေးကွက်ကြီးကမေးတယ်ဒီစမ်းချောင်းလေးနားမှာပဲတွေ့မှာပြီးတော့ Gruffalo ကြီးကဈေးကွက်ရေခဲမုတ်ကိုတိတ်ကြိုက်တာလို့ကြွက်ကလေးကပြန်ပြောတဲ့တူဝနှုတ်ဆက်ပါတဲ့ကြွက်ကလေးရေလို့ဆိုကဈေးကွက်ကြီးကအဝေးကိုပြန်ထွက်သွားတော့တဲ့ကွယ်မိုက်မဲလုံးနဲ့ဈေးကွက်ပဲတကယ်တော့ Gruffalo မရှိဘူးဆိုတာ तू မသိဘူးလားလို့ကြွက်ကလေးကတယောက်တည်းပြောပြီးကြံခဲ့တော့တာပေါ့ကြွက်ညိုကလေးဟာတောနက်ထဲကိုဆက်လျှောက်လာခဲ့ပါတယ်ဒီတစ်ခါမှာတော့ကြွက်ကလေးကိုစားကျင်နဲ့မွေတကောင်နဲ့တွေ့တဲ့ကြွက်ညိုကလေးရေဘယ်သွားမလို့လဲငါရဲ့
တစ်လုံးအိမ်ထဲကိုလာပြီးစားတော့ပါအောင်လို့မွေကြီးကခေါ်လိုက်တယ်ကြွက်ကလေးကအံ့ဩစရာကောင်းအောင်သဘောကောင်းလိုက်တာမွေကြီးရဲ့ဒါပေမဲ့ကျွန်တော်ဝင်မစားတော့ပါဘူးကျွန်တော်ကဂရာဖလိုကြီးနဲ့အတူတူစားဖို့သွားနေတာဗျလို့ပြန်ဖြေလိုက်တယ်ဂရာဖလိုဆိုတာကြီးကပါလေလို့မွေကြီးကမေးလိုက်တော့ဟာဂရာဖလိုကိုခမည်းမသိဘူးလား Hopefully, Mouse can think up something new to say about the Gruffalo. ဂရာဖလိုကြီးမှာမျက်လုံးတွေကလိမ်မော်ရောင်တွေရှာကလည်းမဲမဲကြီးပြီးတော့သူ့ရဲ့ကြောကုန်းမှာလည်းခရမ်းရောင်စူးတွေအပြည့်ပဲလို့ကြွက်ကလေးကပြန်ပြောလိုက်တယ်ဒါဆိုမင်းအဲ့ဒီဂရာဖလိုကြီးနဲ့ဘယ်မှာတွေ့မှာလဲလို့မွေကြီးကမေးတော့ကြွက်ညိုကလေးကဒီရေကန်ဘေးမှာပဲတွေ့မှာလေပြီးတော့ဂရာဖလိုကြီးကမွေကြော်ကိုအရန်ကြိုက်တာဗျလို့ပြောလိုက်တယ်ပါမွေကြော်ဟုတ်လားအမလေးငါတို့ပုံမှဖြစ်တော့မယ်သွားပြီးဟေ့ကြက်ညိုလေးရေလို့ဆိုပြီးတော့သူ့ရဲ့တစ်လုံးအိမ်လေးတဲကိုဝင်သွားပါတော့တယ်ကွယ်တုံးအားတဲ့မွေအိုကြီးပဲဂရာဖလိုဆိုတဲ့အကောင်မရှိဘူးဆိုတာ तू မသိဘူးလားအိုးအမလေးကြောက်စရာကောင်းတဲ့အစွဲတွေကြောက်စရာကောင်းတဲ့လက်သေးချွန်ကြီးတွေပြီးတော့ကြောက်စရာကောင်းတဲ့မေးရိုးနဲ့သွားတွေရှိတဲ့အကောင်ကြီးကဘာကောင်လဲသူ့မှာဖုထစ်ကြမ်းတမ်းတဲ့ဒူးကောင်းတွေကားထွက်နေတဲ့ခြေချောင်းတွေရဲ့ပြီးတော့သူ့ရဲ့နှာခေါင်းထိပ်မှာလည်းအစိတ်တွေအပြည့်ရှိတဲ့အသမားတွေနဲ့ပြီးတော့သူ့ရဲ့မျက်လုံးတွေကလည်းလိမ်မော်ရောင်တွေရှာကလည်းမဲမဲကြီးပြီးတော့သူ့ရဲ့ကြောကုန်းမှာလည်းခရမ်းရောင်အဆူးတွေအပြည့်ပဲအဲ့ဒါဘာအကောင်ကြီးလဲအိုးကဲကြပါအိုးဂရာဖလိုကြီးနဲ့တွေ့နေပြီဗျို့ငါအကြိုက်ဆုံးအစာပဲလို့ဂရာဖလိုကြီးကပြောတဲ့မင်းကိုပါမုတ်နဲ့စားရင်အရသာရှိမှာပဲကြွက်ကလေးရေအရသာရှိတယ်ကြွက်ကလေးကပြောတယ်ငါ့ကိုအဲ့ဒီလိုမပြောနဲ့ငါကဒီတော့အုပ်ထဲမှာကြောက်စရာအကောင်းဆုံးတတဝါပဲမင်းငါနောက်ကနေလိုက်လာခဲ့အားလုံးကငါ့ကိုကြောက်တယ်ဆိုတာမင်းတွေးလိုက်မယ်လို့ကြွက်ကလေးကဂရာဖလိုကြီးကိုပြောလိုက်တယ်ဂရာဖလိုကြီးကရီပြီးတော့ဟာကောင်းပြီမင်းအရှိကသွားငါအနောက်ကနေလိုက်ခဲ့မယ်လို့ပြန်ဖြေလိုက်တာပေါ့ဒီလိုနဲ့သူတို့လက်လျှောက်ကြရင်းနဲ့တနေရာမှာတော့ဂရာဖလိုကြီးကတရွတ်တွေကြားထဲကနေရှူးရှူးနဲ့မြည်နေတဲ့အတန်ကိုငါကြားရတယ်လို့ပြောတဲ့အဲ့ဒါမွေလေးအိုးမင်္ဂလာပါမွေကြီးလို့ကြွက်ကလေးကခေါ်လိုက်တော့မွေကြီးကကြည့်လိုက်တဲ့အခါဂရာဖလိုကြီးကိုပါတွေ့သွားတယ်အိုးဒုက္ခပါပဲတက်တာပါကြွက်လေးရေဆိုပြီးမွေကြီးဟာသူ့ရဲ့တစ်လုံးအိမ်ထဲကိုပြေးဝင်သွားပါတော့တယ်ကြွက်ကလေးကကဲတွေ့လားကျွန်တော်ပြောသားပဲလို့ဆိုတဲ့အံ့ဩစရာပဲဂရာဖလိုကြီးကပြောတယ်သူတို့လမ်းဆက်လျှောက်လာရင်ငါနားထဲမှာတူဝလို့အော်တန်ကြားတယ်လို့ဂရာဖလိုကြီးကပြောတဲ့အဲ့ဒီအခါကြွက်ကလေးကအဲ့ဒါဈေးကွက်လေဈေးကွက်ကြီးမင်္ဂလာပါလို့နှုတ်ဆက်လိုက်တယ်ဈေးကွက်ကြီးကကြွက်ညိုကလေးရဲ့အနောက်မှာပါလာတဲ့ဂရာဖလိုကြီးကိုမြင်လိုက်တော့အိုးဖယားကြီးသွားပြီကြွက်ညိုလေးရေလို့ဆိုကတစ်ပင်ထိပ်မှာရှိတဲ့သူ့ရဲ့အိမ်ထဲကိုအမြန်ပြန်သွားလိုက်တာပေါ့ဒါနဲ့ကြွက်လေးကတွေ့တယ်မဟုတ်လားကျွန်တော်ကိုကြောက်ကြတယ်လို့ဂရာဖလိုကြီးကိုပြောတဲ့အားသင့်စရာပဲလို့ဂရာဖလိုကြီးကပြန်ဖြေလိုက်တယ်ပြီးတော့သူတို့နှစ်ယောက်ဆက်လျှောက်လာကြတယ်
တနေရာရောက်တော့ Gruffalo ကြီးကငါခြေတံကြားတယ်လို့ပြောတဲ့အဲ့ဒါမြေခွေးရဲ့ခြေတံလေလို့ကြွညိုကလေးကပြန်ပြောလိုက်တယ်ဟယ်လိုကိုမြေခွေးလို့သူကနှုတ်ဆက်လိုက်တာပေါ့မြေခွေးကတော့ကြွက်ကလေးရဲ့အနောက်မှာပါလာတဲ့ Gruffalo ကြီးကိုလည်းမြင်ရောအမလီကိုညီကြပါအောင်ဘိုင်ဘိုင်ကြွက်ကလေးရေလို့အော်ကသူ့ရဲ့မြေတွင်းထဲကိုပြန်ပြေးသွားတဲ့ကြွက်ကလေးကကဲ Gruffalo ကြီးအားလုံးကငါ့ကိုကြောက်ကြတယ်ဆိုတာမင်းတွေ့ပြီလားအခုတော့ငါဘိုက်စာလုံးလို့ဘိုက်ထဲမှာအတန်တွေမြည်နေပြီငါရဲ့အကြိုက်ဆုံးအစာကတော့ Gruffalo ဟင်းပဲလို့ပြောလိုက်တဲ့ Sure is a quick Gruffalo ဟင်း if Mouse can trick the fox, the owl, Gruffalo ကြီးဟာနောက်ပြန်လှည့်ပြီးအလင်းအမြန်ထွက်ပြေးသွားပါတော့တယ်ခုဆိုရင်တော့တောနက်ကြီးထဲမှာအတန်နေတိတ်ဆိတ်နေတယ်။ဘိုက်စာနေတဲ့ကြွက်ကလေးလဲအရသာရှိတဲ့အခွန်မာသေးကိုစားနေပါတော့တယ်။